ဘသူမှမသိခဲ့တာကကြီးကန်းတကောင်ရဲ့ရွေးချယ်မှုတစ်ခုဟာလူတစ်ယောက်ကိုအသက်ရှင်လျက်နဲ့တခြားကဘာတွေဆွဲခေါ်သွားနိုင်တယ်ဆိုတာပါပဲအဲ့ဒီကဘာမှာဂိမ်းရှုံးရင်အပြင်လောကကခန္ဓာကိုယ်ပါတိတ်ဆုံးသွားမှာဖြစ်ပြီးဇလန်တွေကစီးမြင်အတိုင်းအသက်ရှင်နိုင်မှသာအိမ်ပြန်ခွင့်ရမှာပါမထင်မဲ့ပဲအာလီလည်းဒီတင်မင်းတကားဝကိုရောက်လာခဲ့ပါတယ်ဇလန်လေးမကြည့်ခင် channel ကို subscribe လုပ်ပြီးဗီဒီယိုကို like လုပ်ပေးပါအောင်ဗျအဆင်ပြေရင် VPN လေးချိတ်ပြီးကြည့်ပေးဖို့မေတ္တာရက်ခံအပ်ပါတယ်သူမရရှိတဲ့ဇက်ကောင်ကမင်းသားကိုချစ်မိလို့အတန်နဲ့ခြေထောက်လဲခဲ့ရတဲ့ရေသူမာလေးပါပုံစံမှန်ကိုဖုံးကွယ်ပြီးရေတက်အမြဲဖြစ်ရမှာဖြစ်တယ်လို့ညဘက်နန်းတော်အပြင်မထွက်ရပါဘူးဗိုလ်ထူးဆန်းတာက3ရက်အကြာမှာဂျင်းဝမ်မင်းသားနဲ့ယာလန်မင်းသမီးတို့မင်္ဂလာဆောင်တော့မှာပါအာလီတတိပြန်ရချိန်မှာအစေခံတွေကသူမကိုညစာအဖြစ်ဇပွဲပေါ်တင်ထားကြပါတယ်မင်းသားကသူမကိုကယ်လိုက်ပေမဲ့မင်္ဂလာနေ့မှာသူမရဲ့အသားကိုမြင်ကျင်တယ်လို့ပြောသွားပါတယ်နန်းတော်သားတွေကတော့ဒီချင်းချောက်မှုကိုဝမ်းသာစွာကျေးဇူးတင်နေကြတာပါမင်းသားကသူမကိုယာနူလို့နာမည်ပေးပြီးညစာအတူစားခိုင်းပါတယ်ဇပွဲပေါ်ကငါးဟင်းကိုတလုတ်စားလိုက်တာနဲ့ညဉ့်ညမ်းမှုနှုံမြင့်တက်လာပါတယ်အစားအစာနဲ့ဆက်ဆက်နေတယ်လို့တန်တရားဝင်လာတဲ့အတွက်စီးမြင့်ကိုချိုးပြီးမိဖို့ချောင်ရှာဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့ညအမောင်တွေကနန်းတော်ဟာလုံးဝပြောင်းလဲသွားပြီးထူးဆန်းတဲ့အတန်တွေကြောင့်ညဉ့်ညမ်းမှုက10ရာခိုင်နှုန်းအထိတက်သွားပါတယ်လမ်းမှာရှမ်းရွီဆိုတဲ့အစီခံမလေးနဲ့တွေ့ခဲ့ပါတယ်သူမရဲ့အမွာအမရှမ်းလန်ဟာမင်းသားကိုအမှုထမ်းပြီးနောက်ပျောက်ဆုံးသွားတာပါဒီနန်းတော်မှာလူတွေမကြာခဏပျောက်ပြီးလူတိုင်းကငကားမင်းရဲ့အပြစ်ပေးမှုလို့သာယုံထားကြပါတယ်အာလီကပျောက်ဆုံးသူကိုရှာပေးမယ်လို့ကတိပေးလိုက်ပေမဲ့ရှမ်းရွီဟာမင်းသားကြောင့်ပြောတိုင်းထိန်းချုပ်ခံနေရတယ်လို့ဖြစ်လာပါတယ်အာလီကိုယ်တိုင်လည်းမင်းသားကိုအလိုမရှိဘဲချစ်ခင်လာပြီးညဉ့်ညမ်းမှုက30အထိခုန်တက်သွားပါတယ်ခြေထောက်မှာငါးအကြေးခွန်တွေပေါ်လာပြီးမင်းသားစီကလည်းငါးညွန်နဲ့ပြင်းပြင်းရနေခဲ့ပါတယ်နောက်တနေ့မနက်မှာညဉ့်ညမ်းမှုက40အထိရောက်သွားပေမဲ့ရင်းနဲ့ထိတွေ့ပြီးနောက်အကြေးခွန်တွေမတိုးတော့ပါဘူးမင်းသားရဲ့ပင်လယ်ပြင်ပါတီကိုလိုက်သွားချိန်မှာငါးပုံနဲ့ထွက်နေတဲ့လျှို့ဝှက်အခန်းနဲ့အထက်ကလူတန်းကိုတွေ့ခဲ့ပေမဲ့ဖွင့်မကြည့်နိုင်ခဲ့ပါဘူးရရမှုပို့ဆိုးလာတဲ့အခါပင်လယ်ရေကဆေးလားအစိတ်လားစမ်းသပ်ဖို့သူမရေထဲခုန်ချလိုက်ပါတယ်ရေမကူးတက်တဲ့ရေသူမဟာနစ်မြုပ်သွားပြီးသတိလစ်နေချိန်မှာသူမကိုအာလီလို့ခေါ်တဲ့အကိုဖြစ်သူပေါ်လာပါတယ်။သူကရေသူမအဖြစ်ပြန်ပြောင်းပေးမယ်လို့ကတိပေးပေမဲ့မျက်လုံးပြန်ဖွင့်ချိန်မှာတော့ခင်မီဆေးရုံနဲ့ရောက်နေခဲ့ပါတယ်။သူမကိုကယ်ခဲ့တဲ့ဆရာဝန်ချင်းနဲ့သူနာပြုရှမ်းယူတို့ဟာနန်းတော်တွေကလူတွေနဲ့မျက်နှာတူနေကြပါတယ်။ညစာအဖြစ်လဲငါးသားကိုသာထပ်ပေးပြီးမစားဖို့တားနေတဲ့လျှို့ဝှက်အတန်တန်ကိုကြားလာရပါတယ်။ညရောက်တော့ဆရာဝန်ကအပြင်မထွက်ဖို့တားခဲ့ပေမဲ့သူ့အပြုံးနောက်ကအကြည့်ဟာသားကောင်ကိုစောင့်ကြည့်နေတယ်လို့ဖြစ်နေပါတယ်။မကြခင်သူကမြေအောက်ခန်းစီတိတ်တဆိတ်ဆင်းသွားတာကိုတွေ့လိုက်ရပြီးအာလီရဲ့ခြေထောက်တွေကလည်းထိမ့်မနိုင်အောင်ရရန်လာခဲ့ပါတယ်။နန်းတော်ကဂိမ်းတစ်ခုလားဆေးရုံကနောက်ထပ်ထောင်ချောက်တစ်ခုလားဆိုတာမသိရသေးခင်မြေအောက်ခန်းထဲကလျှို့ဝှက်ချက်ကသူမကိုစောင့်နေခဲ့ပါတယ်။မြေအောက်ခန်းထဲဆင်းသွားတဲ့အာလီမြင်လိုက်ရတာကရုပ်အလောင်းတွေထားတဲ့အိတ်ဆက်ခန်းတစ်ခုပါ။ဆရာဝန်ချင်းကအလောင်းတလောင်းပေါ်ရှမ်းလန်ဆိုတဲ့နာမည်ရေးကပ်သွားပါတယ်။သူမဟာရှမ်းရွီရှာနေတဲ့အမွာအမဖြစ်ကြောင်းမှတ်မိလာချိန်မှာတော့အာလီရဲ့ခြေထောက်မှာအကြေးခွန်တွေပေါ်လာပြီးလမ်းမလျှောက်နိုင်တော့ပါဘူး။ရုပ်အလောင်းဗီဒီယိုထဲပုံလိုက်ပေမဲ့ယာလန်ကသူမကိုရှာတွေ့သွားပါတယ်။ကံကောင်းလို့အန်ရီရဲ့မပေးဘဲထွက်သွားခဲ့ပါတယ်။အန်ရီလည်းအမတေဆုံးကြောင်းသိရတော့အာလီကိုကူညီမယ်လို့ကတိပေးပါတယ်။ဒါပေမဲ့အာလီတယောက်တည်းသာကြားရတဲ့အတန်ကအန်ရီရှိကြောင်းသတိပေးနေပါတယ်။ဒါပေမဲ့ထွက်ပြေးဖို့နောက်ကျသွားပါပြီ။ဆရာဝန်ချင်းပေါ်လာပြီးသူမကိုလိုက်ဖမ်းပါတယ်။အာကုန်ပြေးနေချိန်မှာအကိုဖြစ်သူရဲ့အတန်ကပြတင်းပေါက်ကနေခုန်ချဖို့ခေါ်နေပါတယ်။ဆရာဝန်လက်ထက်အသက်ဆုံးမဲ့အစားတစ်ကြိမ်စွန့်စားဖို့ဆုံးဖြတ်လိုက်ရာသတိပြန်ရချိန်မှာပင်လယ်ပြင်ကသင်္ဘောပေါ်ပြန်ရောက်နေခဲ့ပါတယ်။ဆေးရုံထဲကအဖြစ်တွေဟာညဉ့်ညမ်းမှုကြောင့်မြင်ခဲ့တဲ့ယူသွမှုဖြစ်နိုင်ပါတယ်။မျက်ရည်ကျလာတာနဲ့ညဉ့်ညမ်းမှုက60ကနေ20အထိပြန်ကျသွားပါတယ်။အကိုကလူသားပြန်ဖြစ်ချင်ရင်ဂျင်းဝမ်ကိုတက်ပြီးသူ့သွေးကိုခြေထောက်မှာလိမ့်ဖို့ဓာပေးခဲ့ပါတယ်။ဒါပေမဲ့ဒီညွှန်ကြားချက်ထဲမှာအမှားတစ်ခုပါနေခဲ့တာပါပဲ။နန်းတော်ပြန်ရောက်တော့အာလီကညအမောင်ကိုအခွင့်ကောင်းယူပြီးမင်းသားကိုဓာတ်နဲ့ထိုးတက်လိုက်ပါတယ်။ဒါပေမဲ့ဂိမ်းကမပြီးသလိုသူ့သွေးကိုခြေထောက်မှာလိမ့်လိုက်တာနဲ့ညဉ့်ညမ်းမှုပိုတက်သွားပါတယ်။ခဏအကြာမှသေပြီးထင်ထားတဲ့မင်းသားကပြန်ပေါ်လာပြီးသူမဘယ်တော့မှလွတ်မြောက်မှာမဟုတ်ဘူးလို့လောင်ရည်နေခဲ့ပါတယ်။နောက်တစ်ချိန်နိုးလာချိန်မှာမင်္ဂလာပွဲနေ့ရောက်နေပါပြီ။ဓာပြောက်နေသလိုမင်းသားကဘာမှမဖြစ်ခဲ့တဲ့ပုံစံနဲ့အခမ်းအနားပြင်ဆင်နေပါတယ်။ကမ်းခြေစီရောက်တော့ဧည့်သည်အားလုံးကအာလီကိုစားကျင်စိတ်ပြင်းတဲ့မျက်လုံးတွေနဲ့ကြည့်နေကြပါတယ်။အဲဒီချိန်မှာဂျင်းဝမ်ကအာလီဟာမိမိကိုတစ်ချိန်ကကယ်ခဲ့တဲ့ရေသူမဖြစ်ကြောင်းသိထားပြီးသားလို့ထုတ်ပြောပါတယ်။သူ့အတွက်မင်္ဂလာပွဲဆိုတာချစ်ချင်းအခမ်းအနားမဟုတ်ပဲရေသူမအသားကိုမြည်ဆမ်းမဲ့စပွဲကြီးပါအာလီရဲ့ကြောက်ရွံ့မှုကိုအကောင်းဆုံးအရသာလို့ခံစားနေချိန်ရှမ်းရွီထင်ရတဲ့မိန်းကလေးတစ်ယောက်ရုတ်တရက်ပေါ်လာပါတယ်သူမကရှမ်းရွီမဟုတ်ပဲအမွာအမရှမ်းလန်ဖြစ်နေပါတယ်ဆေးရုံတွေကတေဆုံးသူဟာညီမဖြစ်ပြီးရှမ်းလန်ကိုတော့အစားအစာလုပ်ဖို့ဖမ်းထားခဲ့တာပါနန်းတော်တဲ့ပျောက်သွားတဲ့မိန်းကလေးအလုံးကိုငါအဖြစ်ဟန်ဆောင်ချက်ပြုတ်ထားကြတာပါပဲအမှန်တရားကိုဖော်ထုတ်နိုင်လို့ဂိမ်းကအာလီကိုခန္ဓာကိုယ်ထုံစေတဲ့ဆေးရည်စုချပေးလိုက်ပါတယ်ရှန်လန်ကအဲ့ဒီဆေးကိုအသားထဲထည့်ပြီးမင်းသားကိုကျွေးနိုင်ခဲ့ပါတယ်ခန္ဓာကိုယ်မလုံနိုင်တော့တဲ့ဂျင်းဝမ်ဟာသူ့ကိုတက်လို့မရကြောင်းဆက်လောင်နေခဲ့ပေမဲ့အာလီကသူ့ရက်ဆက်မှုအလုံးအတွက်ပြန်ပေးဆက်စေပြီးပင်လယ်ထဲအဆုံးသတ်ပေးလိုက်ပါတယ်မင်းသားတည်ဆုံးချိန်မှာညဉ့်ညမ်းမှုထက်တက်လာပေမဲ့ရေသူမဇက်လန်ကိုအောင်မြင်စွာဖျက်ကျော်နိုင်ခဲ့ပါတယ်အာလီအပြင်လောကကိုအသက်ရှင်လျက်ပြန်ရောက်လာပြီးစုအဖြစ်အစာတောင်းတတဲ့ပုံမြင်ဆောင်နဲ့အစားအစာရဲ့အရသာကိုတစ်ကြိမ်ခွဲခြားနိုင်မဲ့လက်ရတစ်ခုရရှိခဲ့ပါတယ်။၃ရက်အကြာမှာတော့စာအုပ်ကနောက်ကိန်းတကားကိုဖွင့်လိုက်ပါတယ်
ဒီတစ်ချိန်သူမဝင်ရောက်ရမယ့်ပုံပြင်ကပြာပုံတဲကမိန်းကလေးဖြစ်ပြီးရှေ့မှာဘာအန္တရာယ်တွေစောင့်နေမလဲဆိုတာဘယ်သူမှမသိနိုင်သေးပါဘူးအာလီရဲ့ဂိမ်းကပြာပုံတဲကမိန်းကလေးဇလံဖြစ်ပေမဲ့မူရင်းလို့မရိုးရှင်းပါဘူးခွေးညံဟာမိထွေးနဲ့အမနှစ်ယောက်ရဲ့အနိုင်ကျင့်မှုကိုခံနေရပါတယ်အာလီကအမတစ်ယောက်ဖြစ်လာပြီးမင်းသားရွေးပွဲကိုခမ်းနားတဲ့ဝစ်စုံနဲ့တက်ရမှာပါကြံစည်းမြင့်တွေကိုပွဲထဲမှာရှာရမှာပါဖခင်ဟာသမီးတွေအမားလုတ်တိုင်းရိုက်နှက်တက်ပြီးအမားရည်အတွက်မှလည်းကန့်သက်ချက်ရှိနေပါတယ်အာလီဟာရိုင်းဆိုင်တဲ့ဇက်ကောင်တိုင်းဟန်ဆောင်ရင်အခြားကစားသမားကိုရှာပေမဲ့ဘသူ့ကိုမှအတီမပြုတ်နိုင်သေးပါဘူးပွဲတော်နီးလာတော့မိထွေးကဝိညာဉ်ရဲ့အမွေဝစ်စုံကိုသမီးအရင်အတွက်အတင်းယူပါတယ်ပြီးတော့ပွဲမတက်နိုင်အောင်ပဲအမျိုးမျိုးကိုမနဲ့မိုးလင်းခင်ခွဲခိုင်းခဲ့ပါတယ်ဒါပေမဲ့အနိုင်ကျင့်ခံနေရသူဟာထင်သလောက်မရိုးရှင်းနိုင်ကြောင်းအာလီသတိထားလိုက်ပါတယ်ညရောက်တော့အမတွေနန်းတော်ပွဲကိုသွားကြပါတယ်တယောက်ကစီမင်းချိုးဖောက်ပေမဲ့ဘာအပြစ်မှမခံရပါဘူးအဲ့ဒီအချိန်မှာလှပတဲ့လျှို့ဝှက်မိန်းကလေးပေါ်လာပြီးမင်းသားနဲ့ကခွင့်ရပါတယ်အာလီလည်းမင်းသားနဲ့ကြရပေမဲ့သူ့လက်ဟာအေးဆက်ပြီးကိုဘော်ကသွေးနဲ့ပြင်းပြင်းထွက်နေပါတယ်လူတွေတေဆုံးနေတာကိုပင်သူကဘာမှမဖြစ်သလိုအလောင်းရှင်းခိုင်းနေခဲ့ပါတယ်စီမင်းနှစ်ကြိမ်ချိုးထားတဲ့အမကအသက်ရှင်နေစေဖြစ်တာကြောင့်စီမင်းကသူမအပေါ်အလုံးမလုံးသလိုပါပဲတကောင်ရံမှာလျှို့ဝှက်မိန်းကလေးရဲ့ဝစ်စုံမူလပုံစံပြန်ဖြစ်သွားတာကြောင့်သူမဟာဝိညာဉ်ဖြစ်နိုင်ကြောင်းရိပ်မိလိုက်ပါတယ်နောက်တနေ့အာလီကနတ်သမီးနဲ့ဆက်ဆက်နိုင်တဲ့အပင်ကိုစစ်ဆေးပါတယ်အဲ့ဒီညမှာတော့သူမကိုအခန်းထဲပိတ်ပြီးမိုးမလင်းခင်ကတင်ပေါ်ကမထရဆိုတဲ့ထောင်ချောက်ဆင်ထားပါတယ်အမောင်ထဲကအမကဂျားလူဘသူလဲပြောပြမယ်လို့ဆွဲဆောင်ပေမဲ့အာလီလုံးဝမထားခဲ့ပါဘူးမနေ့ရောက်တော့မင်းသားရဲ့ဖနက်ကိုစီးနိုင်သူအားဇနီးအဖြစ်ရွေးမယ်ဆိုတဲ့အမိန့်ရောက်လာပါတယ်မင်းသားကတော့ဖြစ်ချင်လို့နဲ့အမတွေဟာဖနက်ထဲခြေတော်ဝင်ဖို့အသားကိုယ်တောင်ဖျက်ပစ်ကြပါတယ်တယောက်ကသွေးအလူလူနဲ့စီးနိုင်ခဲ့ပေမဲ့ပိုင်ရှင်အစ်စ်မဟုတ်မှန်ပေါ်လာမှာပါအာလီမှလည်းမစီးနိုင်ရင်ခန္ဓာကိုယ်အစိတ်ပိုင်းတစ်ခုဆုံးရှုံးရမယ်တာဝန်ရှိနေပါတယ်နောက်ဆုံးအခိုက်မှာခြေပွားနှိပ်ပေးတဲ့ကတ်ကိုသုံးလိုက်ရဖနက်နဲ့တော်သွားပြီးသူမရဲ့ခြေဖနှောင်းကိုကယ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ကြီးကန်းကအာလီဟာဖနက်ပိုင်ရှင်အစ်စ်မဟုတ်ကြောင်းချက်ချင်းဖော်ထုတ်လိုက်ပါတယ်။မင်းသားကိုနှစ်ကြိမ်လိန်ထားတဲ့မိသားစုကတခြားသမီးမရှိဘူးလို့ညင်းပေမဲ့နောက်ဆုံးမှာဝိညာဉ်ကိုစမ်းခိုင်းရပါတယ်။ဖနက်ကသူမနဲ့တီတီကြကြတော်သွားတာနဲ့အာလီရဲ့တာဝန်အောင်မြင်ပြီးတိရစ္ဆာန်စကားနားလည်နိုင်တဲ့စွမ်းရည်ကိုရရှိခဲ့ပါတယ်။ဒါပေမဲ့ဝိညာဉ်ဟာမင်းသားကိုမချစ်သလိုသူမကိုယ်တိုင်လည်းတခြားကစားသမားဖြစ်နိုင်နေပါတယ်။အဓိကအဆင့်ကြော်သွားပေမဲ့ဂိမ်းကမပြီးသေးပါဘူးအာလီရဲ့အခန်းထဲကမိန်းကလေးဟာကြားနေသူဖြစ်ပေမဲ့ကြောင်လားကြွက်လားဆိုတာမပြောခဲ့ပါဘူးနောက်ထပ်မျက်နှာဖုံညစာပွဲကြောင့်နှစ်ယောက်ယာယီပူးပေါင်းလိုက်ကြပါတယ်ဖခင်ကအာလီကိုအိမ်မှာပဲနေရမယ်လို့အမိန့်ပေးထားတာကြောင့်ပွဲဝင်ဖို့တခြားလမ်းရှာရပါတယ်အဲ့ဒီမှာမိခင်ဖျားနေလို့နန်းတော်မသွားနိုင်တဲ့အာခါဆိုတဲ့မိန်းကလေးနဲ့တွေ့ခဲ့ပါတယ်မျက်နှာဖုံးပွဲဖြစ်တာကိုအခွင့်ကောင်းယူပြီးသူမအစားဝင်ပေးမယ်လို့ကမ်းလှမ်းလိုက်ပါတယ်အခါကဝမ်းသာစွာသဘောတူခဲ့ပေမဲ့တရိษံစကားနားလည်လာတဲ့အာလီကြားလိုက်ရတာကသူမဟာတာမန်မိန်းကလေးမဟုတ်ပဲကြွက်တကောင်ဖြစ်နေနိုင်ကြောင်းပါပဲမျက်နှာဖုံးညစာပွဲကိုဝင်လာနိုင်ခဲ့ပေမဲ့အာလီရဲ့စီစဉ်ကစတင်ကလေးကပြတ်သွားပါတယ်။ဝိညာဉ်စီတီးတန့်စကားပြောဖို့ကြိုးစားနေချိန်မှာသူမကလူအများရှိအသက်ခံလိုက်ရတာပါ။ကာကွယ်ရမယ့်သူတည်ဆုံးသွားလို့အာလီရဲ့တာဝန်ပါကြာရှုံးနိုင်ပါတယ်။အိမ်ပြန်ရောက်တော့ဖခင်ကသူမကိုရိုက်နှက်ဖို့စောင့်နေပါတယ်။အာလီကကတ်ကိုအသုံးပြုပြီးသူ့ဒေါသကိုငြိမ်သက်စေလို့လွတ်မြောက်ခဲ့ပါတယ်။အမကဓမြောင်ကင်ပြီးဝိညာဉ်နာကတ်သွားတာကိုမြင်ခဲ့ကြောင်းပြောပေမဲ့တပ်သူအစ်စ်အတွက်တက်သေးမရှိပါဘူး။နောက်တနေ့မှာမိသားစုကဝမ်းနဲ့ဟန်ဆောင်ပေမဲ့အိမ်မှုကိစ္စလုပ်ပေးမဲ့သူပျောက်တာကိုသာစိတ်ပူပါတယ်။အဲ့ဒီအချိန်မှာအာလီဟာနောက်ဖေးကငှက်တွေရဲ့စကားကိုကြားလိုက်ရပါတယ်။ငှက်တွေကအမတယောက်ရဲ့စားစာကိုလက်ခံပေမဲ့အာလီပေးတာကိုမယုံကြည်ကြပါဘူး။ဒီကွာခြားချက်ကအဖြစ်မှန်ကိုဖော်ထုတ်ပေးလိုက်ပါတယ်။အမကိုတိုက်ရိုက်မေးလိုက်ရာသူမဟာဝိညာဉ်ဖြစ်နေပါတယ်။တေဆုံးသူကခန္ဓာကိုယ်အလဲခံလိုက်ရတဲ့အမအစ်စ်ပါ။ဝိညာဉ်ဟာတာဝန်ပြီးပေမဲ့အရေးကြီးပစ္စည်းတစ်ခုယူဖို့ဆက်နေကြတာပါ။ကစားသမားတွေရဲ့တကယ်ရန်သူဟာဒီဂိမ်းပဲလို့လည်းသတိပေးပါတယ်။အာလီကတစ်ကြိမ်တည်းသောအခွင့်အရေးနဲ့သူမကိုမှန်ကန်စွာဖမ်းလိုက်လို့တာဝန်ပြီးမြောက်ခဲ့ပါတယ်။နောက်တစ်ဆင့်ကအဖွဲလိုက်ဂိမ်းဖြစ်တာကြောင့်ဝိညာဉ်ကိုအဖွဲဖော်ဖြစ်ပြန်ခေါ်ခဲ့ပါတယ်။သူမကတော့အပြန်အလှန်ယုံကြည်မှုအတွက်ဖက်နှက်ကိုသာတောင်းဆိုခဲ့ပါတယ်။ဝိညာဉ်ရဲ့ကစားသမားအစ်စ်ဟာဖူဂျစ်ရှင်းဆိုတဲ့ယောက်ျားတစ်ယောက်ပါ။ဒီတစ်ချိန်အာလီကလီတာမင်းသမီးအဖြစ်သူကဆရာတစ်ယောက်အဖြစ်ဝင်လာကြပါတယ်။ကစားသမားတွေနဲ့အတူအနောက်တိုင်းဆန်အင်ကြီးစီရောက်လာပြီးသခင်မရဲ့သမီးအတွက်အကောင်းဆုံးကစားဖော်ဖြစ်ဖို့ရှင်ပြန်ရမှာပါ။ညစာစားပွဲမှာစားဖို့မှုကိုယ်တိုင်ပြင်ထားတဲ့ဟင်းကိုခွဲခြားခိုင်းလာပါတယ်။အာလီကရထားတဲ့အရာသာခွဲခြားနိုင်စွမ်းနဲ့မုံညက်ကြော်ချိန်ပိုသွားလို့လောင်နှံ့ထွက်နေကြောင်းတိတိကျကျပြောနိုင်ခဲ့ပါတယ်။ဒီအဖြစ်ကြောင့်သူမဟာမင်းသမီးအစ်စ်ဖြစ်ကြောင်းစားဖို့မှုယုံကြည်သွားပါတယ်။ညအိတ်ခမ်းခွဲပေးချိန်မှာတကောင်ကြော်ရင်ဘာအတန်ကြားကြားအပြင်မထွက်ဖို့တတိပေးပါတယ်။အာလီနဲ့အဖွဲပေါ်တို့အခန်းတစ်ခန်းထဲနေပြီးသတင်းပေးဖို့ပဲပင်ပေါက်လေးတစ်ပင်စိုက်ထားလိုက်ပါတယ်။တကောင်ရောက်တော့အခန်းထဲကပကြီးကားလှုပ်ရှားလာသလိုတကားအပြင်မှာလည်းလူတန်အတုခိုးနိုင်တဲ့အရာတစ်ခုပေါ်လာပါတယ်။ကစားသမားတစ်ယောက်ရဲ့အတန်နဲ့တကားဖွင့်ခိုင်းပေမဲ့သူတို့လုံးဝမယုံခဲ့ပါဘူး။မကြခင်နေရန်ကခောက်တန်ဟာအဖွဲဖော်ပို့လာတဲ့မော့စကိုဖြစ်ကြောင်းသိလိုက်ရပြီးအင်ကြီးထဲမှာတခြားသူတွေလည်းအန်ဒီရဲ့ရင်ဆိုင်နေရမှန်းသဘောပေါက်လာပါတယ်။မနေ့ရောက်တော့သခင်မရဲ့သမီးလေးလေးနဲ့တွေ့ရပေမဲ့ကစားသမားနှစ်ယောက်ပျောက်ဆုံးနေပါတယ်။အခန်းကိုဖွင့်ကြည့်ရာတယောက်ကနှလုံးဖောက်ထုတ်ခံထားရပြီးအိုင်လန်ဆိုတဲ့မိန်းကလေးတစ်ယောက်သာအသက်ရှင်ကျန်ခဲ့ပါတယ်။သူမကတကားအပြင်ကလက်တစ်ဖက်ဝင်လာပြီးအခန်းဖော်ရဲ့နှလုံးကို
နှိုက်သွားတယ်လို့ပြောပါတယ်ဒါပေမဲ့သူမပြောတဲ့အချိန်နဲ့အလောင်းအချိန်တွေမကိုက်ညီတာကြောင့်အာလီကစကားတခွန်းမှမယုံခဲ့ပါဘူးဒီလူသက်မှုကိုအင်ကြီးရဲ့အစီကံစီမေးမြန်းပေမဲ့ညဘက်မထွက်ဖို့သတိပေးပြီးသားလို့သာဖြေပါတယ်အလောင်းကိုဘယ်ပို့မလဲမေးတော့လဲသွားတဲ့နေရာကိုပို့မယ်ဆိုတဲ့မရှင်းလင်းတဲ့အဖြေကိုသာရခဲ့ပါတယ်အသက်ရှင်ကျန်သူဟာဘယ်သူလဲနှလုံးခိုးသွားတဲ့အရာကဘာလဲဆိုတာမသိရသေးခင်သူတို့ရဲ့တကယ်တာဝန်ကအခုမှစတင်တော့မှာပါအလောင်းတွေကိုဘယ်ပို့နေမှန်းမသိရသေးခင်တာဝန်သိရောက်လာပါတယ်လေးလေးရဲ့အိမ်မွေးတရိတ်ဆန်တွေကိုအစာကျွေးရမှာဖြစ်ပေမဲ့ဘယ်ကောင်ကအစ်စ်လဲမခွဲနိုင်ပါဘူးလူစီကတော့မြေအောက်ခန်းဝင်ပေါက်ဟာမိဖို့ဘေးကပကြီးကားနောက်မှာရှိပြီးအဲ့ဒီညအလောင်းတွေကိုထက်ရွှေ့မယ်လို့ပြောပြပါတယ်။ခြံထဲရောက်တော့တရိတ်ဆန်ရာပေါင်းများစွာကြားဘာကိုကြွေးရမလဲဆိုတာရှုပ်ထွေးလာပါတယ်။အာလီကအလင်းစလိုမလုပ်ဘဲစားဖို့မှုစီသတင်းသွားယူပါတယ်။သူမကဝဲလင်းတန်အသားကင်ချက်ပြပြီးအချက်လက်နဲ့လဲလှယ်လိုက်ရာလေးလေးရဲ့ကြောင်နဲ့တိုးတွေသာအိမ်မွေးတရိတ်ဆန်အစ်စ်ဖြစ်ကြောင်းသိလိုက်ရပါတယ်။ဒါပေမဲ့တိုးတွေရှိအစာချလိုက်ချိန်မှာအားလုံးထိတ်လန့်သွားကြပါတယ်။သူတို့ရဲ့မျက်လုံးတွေဟာလူမျက်လုံးလိုဖြစ်နေပြီးတချို့ကအစာကိုကြောက်ကမျက်ရည်ကျနေကြတာပါ။အာလီကတားပေမဲ့အဖွဲသားတွေရန်ဖြစ်လာကြပါတယ်။မြူဖုံးလာချိန်အစာအိတ်တွေလည်းပျောက်သွားပေမဲ့ကြောင်အတွက်အစာကိုကြိုသိမ်းထားခဲ့လို့တာဝန်ကိုပြီးမြောက်နိုင်ခဲ့ပါတယ်။ကျင်းနဲ့သွားတဲ့လီလစ်ကသူတို့ကိုလွတ်လပ်စွာသွားလာခွင့်ပေးပါတယ်။အာလီတို့စူးစမ်းကြပေမဲ့အခန်းတိုင်းကပကြီးကားတွေဟာစောင့်ကြည့်နေတဲ့မျက်လုံးတွေလိုဖြစ်နေပါတယ်။ပန်ကြီးကားတစ်ချက်ကိုရွှေ့တာနဲ့အစေခံရောက်လာပြီးဘာကိုမှမထိဖို့တတိပေးပါတယ်။လီလစ်ကခြေထောက်မတန်ယုံနဲ့အစာရှောင်နေရတာမတင်ကားစရာဖြစ်ပြီးနောက်နေ့ဆရာဝန်လာမယ်ဆိုတာလည်းသိလိုက်ရပါတယ်။ညဘက်မှာအာလီနဲ့ဖူချီရှင်းတို့တိုးချန်တဲ့တိတ်တဆိတ်ဝင်ကြည့်လိုက်ပါတယ်။တေဆုံးနေတဲ့တိုးတွေအများကြီးရှိပြီးအသက်ရှင်ကျန်တာ2ကောင်သာရှိပါတယ်။ပိုကြောက်စရာကောင်းတာကအဲ့ဒီ2ကောင်ဟာပျောက်ဆုံးနေတဲ့ဘောဘိုနဲ့အိုင်လန်တို့လိုတုံ့ပြန်ပြနေတာပါ။သူတို့တိုးအဖြစ်ပြောင်းခံထားရကြောင်းသိလိုက်ရချိန်မှာအစေခံတွေကလူအယိုးတွေကိုတိုးစာအဖြစ်ကျွေးဖို့ပြောနေတာပါကြားလိုက်ရပါတယ်။အခန်းပြန်ရောက်တော့ထူးဆန်းတဲ့ပကြီးကားနဲ့အယောင်ပြောင်းနေတဲ့ရေတွေဟာအင်ကြီးရဲ့မျက်လက်ဖြစ်နိုင်ကြောင်းသိလာပါတယ်။တကောင်ကျော်တာနဲ့တကားခောက်တန်ကလူတွေရဲ့ဒေါသကိုစွာပြီးအပြင်ထွက်ချင်စိတ်ဖြစ်စေပါတယ်။မကြခင်အဖွဲသားတယောက်ရဲ့အတန်နဲ့တကားဖွင့်ခိုင်းလာပါတယ်။သူတို့မဖွင့်ပေးတဲ့အခါအပြင်ကအရာဟာနှလုံးကိုစားပြစ်မယ်လို့ချင်းချောက်ပါတော့တယ်။မနေ့ရောက်တော့ထန်ရွန်ဆိုတဲ့မိသားစုဆရာဝန်ရောက်လာပါတယ်။သူ့နာမည်နဲ့အပြုမူဟာဒီဇလန်တွေကလူနဲ့မတူတာကြောင့်အာလီချက်ချင်းတတိထားမိပါတယ်။ထန်ရွန်ကအိမ်ရအောက်ကပဲစိတ်ကိုတီးနေတယ်လို့အာလီဟာမင်းသမီးအစ်စ်ဖြစ်ကြောင်းမှစမ်းသပ်ပြောလာပါတယ်။သူဟာတာမန် NPC မဟုတ်ပဲတခြားဇလန်ကနေအလုပ်ကိစ္စနဲ့ရောက်လာသူဖြစ်နေပါတယ်။ဘောဘိုနဲ့အိုင်လန်တို့တိုးဖြစ်သွားကြောင်းတခြားသူတွေပါသိလာကြပါတယ်။အိုင်လန်အတုကိုတက်ပြီးသူတို့နှစ်ယောက်ကိုပြန်ကင်မယ်လို့ဆုံးဖြတ်ပေမဲ့ဘသူကလူအစ်စ်ဘသူကပြောင်းလဲခံထားရသူလဲဆိုတာမယုံနိုင်တော့ပါဘူး။တိုးတွေကိုမကြွေးဖို့တားသူနဲ့အတင်းကြွေးကျင်သူတို့ထိတ်တိုက်တွေ့ပြီးအဖွဲ့ဟာအချင်းချင်းရန်သူလိုဖြစ်လာပါတယ်။အာလီကလီလီရဲ့ယောဂကိုမေးရထန်ရွန်ကအခမဲ့မပြောနိုင်ကြောင်းညင်းပါတယ်။အချက်လက်လိုချင်ရင်လီလီအခန်းထဲကရေမွေးတပလင်းယူပေးရမှာပါ။သူဟာနောက်နေ့မနေ့ထွက်သွားမှာဖြစ်လို့ဒီနေ့တရက်သာအခွင့်အရေးရှိပါတယ်။ဒါကြောင့်လီလီနဲ့ကစားချိန်မှာရုပ်သေးတရုပ်ကိုအစားထိုးထားပြီးသူမအခန်းထဲခိုးဝင်ဖို့စီစဉ်လိုက်ပါတယ်။ဒါပေမဲ့အစာမစားရသေးတဲ့တိုးနှစ်ကောင်နဲ့သူတို့ကိုစောင့်ကြည့်နေတဲ့အင်ကြီးကဒီအစီအစဉ်ကိုလွယ်လွယ်ခွင့်ပြုမှာမဟုတ်ပါဘူး။ဂျက်စီကန်ချိုးပေါင်းပြီးလို့အသက်ခံရတော့မယ့်အချိန်အာလီဝင်ကယ်လိုက်ပါတယ်။ကိုယ်ဆန္ဒမပါဘဲအသက်ရှင်ရတာတဲ့ကိုယ်ဆန္ဒနဲ့တေတာပိုကောင်းနိုင်ကြောင်းပြောလိုက်ရာလီလေးကစိတ်ဝင်စားပြီးသူ့ကိုလွှတ်ပေးခဲ့ပါတယ်။ဒါပေမဲ့ရှောင်းပိုင်ကဝင်ကားပါတဲ့ထွက်ပြေးသွားလို့အဖွဲသားတွေညမမောင်ခင်ပြန်ရှာရပါတော့တယ်။အိမ်ရှင်မကအာလီကိုသာအခန်းထဲနေခိုင်းပါတယ်။လီလီရဲ့ဆန္ဒဟာစီကံအလုံးထက်မြင်ကြောင်းအာလီသိလာပါတယ်။ဖူချီရှင်းပေးခဲ့တဲ့မော်ဖနက်နဲ့အိမ်ရှင်မအခန်းထဲခိုးဝင်ရာမွေးနေ့တူသူရဲ့ကိုရင်ငါကိုဆေးဖော်ဖို့သုံးရမယ့်စာအုပ်ကိုတွေ့ပါတယ်။လျှို့ဝှက်လမ်းထဲမှာရင်မွေးတွေနဲ့အခန်းတိုင်းကိုစောင့်ကြည့်နိုင်တဲ့နေရာပါရှိနေပါတယ်။အပြက်မှာအိမ်ရှင်မရဲ့မိလောင်တန်ရာတွေကိုအာလီမြင်လိုက်ရပါတယ်။ထန်ရွန်ကလေလစ်မှာမွေးရပါနှလုံးရောဂါရှိပြီးလိုအပ်တဲ့ဆေးဟာအာလီရဲ့နှလုံးဖြစ်ကြောင်းပြောပါတယ်။သူမဟာတမန်မွေးနေ့နဲ့ကိုင်းညီလို့ရွေးချယ်ခံထားရတာပါ။လွတ်မြောက်ရင်ဆေးရုံအလုပ်ခန်းစာပေးမယ်လို့လည်းကတိပေးပါတယ်။ဝင်းကပါတဲကလူတွေပြန်လာချိန်မှာဂျက်သေးဆုံးခဲ့ပါတယ်။ဘိုးဘိုနဲ့အိုင်လန်ကိုလူပြန်ဖြစ်စေမယ်ဆိုတဲ့စကားကိုယုံပြီးအဖွဲ့သားတယောက်ကကိုယ့်လူတွေကိုတတ်ခိုင်းခဲ့တာပါ။အိုင်လန်အတုကသူမရဲ့အပြစ်ရှိစိတ်ကိုအသုံးချနေခြင်းဖြစ်ပါတယ်။ဒေါသနဲ့တိုက်ခိုက်လေလေရန်သူအားကောင်းလေလေဖြစ်ပေမဲ့နောက်ထပ်တစ်ယောက်ပါညဉ့်ညမ်းခံရပြီးတေဆုံးသွားလို့၄ယောက်သာကျန်ပါတော့တယ်။ဒီအိမ်မှာရန်သူ2ဖွဲ့ရှိနေပါတယ်။အိမ်ရှင်မကလီလစ်အတွက်နှလုံးလိုချင်ပြီးညတိုင်းတကားခောက်နေတဲ့တရေတွေကတရိษံဖြစ်ခဲ့ရသူတွေပါ။တတိယညမှာတရေတွေကလူတွေရဲ့ဒေါသကိုထိန်းချုပ်ပြီးတကားကိုပါဖျက်လို့နီးပါဖြစ်လာပါတယ်။အာလီယူလာတဲ့ရင်မွေးကသာသူတို့ကိုခဏတားပေးနိုင်ခဲ့ပါတယ်။မနက်မှာလီလစ်ကပဟေးလိကိန်းတခုကစားခိုင်းပါတယ်။မေခွန်းတိုင်းကိုဟုတ်တယ်မဟုတ်ဘူးလို့သာဖြေပေးရအိမ်မီလောင်မှုဟာလူလက်ချက်ဖြစ်ကြောင်းသိလာပါတယ်။လီလစ်ကိုကယ်ဖို့အိမ်ရှင်မကမီးထဲမှာတည်ခဲ့ပေမဲ့သမီးရဲ့ဆန္ဒကြောင့်မီးလောင်ဒဏ်ရာတွေနဲ့ပြန်လာခဲ့တာပါ။သူမဟာသမီးရဲ့နှလုံးကိုကူးဖို့လူတွေကိုတတ်ပြီးနှလုံးထုတ်ခံရသူတွေကိုတရိษံအဖြစ်ပြောင်းလဲခဲ့ပါတယ်။မိခင်နဲ့သမီးဟာအဖြစ်ပြက်တစ်ခုကိုထက်ခါဖြတ်တန်းနေရပြီးလီလစ်လည်းဒီအိမ်မက်ဆိုးကလွတ်မြောက်ခြင်းနေပါတယ်။ဒါကြောင့်အာလီတို့ကိုတဲလွန်စားပေးခဲ့ပေမဲ့အိမ်ရှင်မရောက်လာချိန်မှာအာလီရဲ့နှလုံးကိုထုတ်ခိုင်းလိုက်ပါတယ်။အာလီကတိုက်ခိုက်မဲ့အစားကဘာတစ်ခုလုံးရဲ့အရင်းမြစ်ဟာလီလစ်ရဲ့ဆန္ဒဖြစ်ကြောင်းဖော်ထုတ်ပါတယ်။မိခင်ကိုပြန်ရှင်စေပြီးမြူတွေနဲ့စီကန်းတွေဖန်တီးခဲ့သူဟာလီလစ်ကိုယ်တိုင်ပါ
အမှန်တရားကိုလက်ခံလိုက်တဲ့လီလစ်ကအိမ်မက်ဆိုးကိုရပ်တန့်လိုက်ပါတယ်မိခင်နဲ့နောက်ဆုံးနှုတ်ဆက်ပြီးသူမရဲ့နှလုံးကိုအာလီအားလက်ဆောင်ပေးခဲ့ပါတယ်ဂိမ်းပြီးသွားပြီမဲ့အာလီရဲ့မော်ဆာအုပ်ကအဲ့ဒီနှလုံးကိုစုပ်ယူလိုက်လို့စနစ်မှာချိုးယွင်းချက်ဖြစ်လာပါတယ်ဒါပေမဲ့ထံရွံပေးတဲ့ဆေးရုံအလုပ်ခန်းစာကိုရပြီးပြင်ပကဘာစီပြန်ရောက်လာခဲ့ပါတယ်ဖူဂျီရှင်ကဂိမ်းဖိုရန်နဲ့သတင်းအလုံးကိုနောက်ွယ်ကတစုံတစ်ယောက်ထိန်းချုပ်နေကြောင်းပြောပါတယ်သူတို့နှစ်ယောက်စနစ်ထဲကဗိုင်းရပ်စ်တွေလိုဝင်ပြီးဒီဂိမ်းတွေကိုအဆုံးသတ်ဖို့လက်တွဲလိုက်ကြပါတယ်15ရက်အကြာဆေးရုံထဲမဝင်ဖို့တတိပေးတန်ကြားနေရပေမဲ့အာလီနောက်မဆုတ်တော့ပါဘူးတလအတွင်းတင်တန်းအောင်မြင်ရမယ့်ဆေးရုံတကားကသူမရှိမှဖြည်းဖြည်းချင်းပွင့်လာပါတော့တယ်